အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ MSD channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီဗီဒီယိုလေးမှာတော့ကျွန်တော်တငယ်ချင်းတွေအတွက်ကျွန်တော်တို့ PUBG-UC ရောင်းနီလေးကိုကျွန်တော် free ပြောပြပေးတော့မှာဖြစ်တယ်။ကဲဆိုတော့ဒီ PUBG-UC ကိုကျွန်တော်တို့ရောင်းချင်တဲ့သူတွေဒါမှမဟုတ်ကျွန်တော်တို့ PUBG ဆော့နေတဲ့သူတွေကိုယ်တိုင်ပဲတခြား seller တွေကနေမဝယ်ဘဲနဲ့ကိုယ်တိုင်ဖြစ်ချင်တဲ့သူတွေဆိုရင်ကျွန်တော်ဒီဗီဒီယိုလေးကိုစက်ကြည့်လိုက်ပါ။ကဲဆိုတော့ကျွန်တော်ကဒီအကြောင်းအရာလေးကိုကျွန်တော်ပြောပြခဲ့မှာကျွန်တော်ရဲ့ channel လေးကို like and subscribe လေးမလုပ်ရရင်ကျွန်တော် like and subscribe လေးလုပ်ပေးထားကြဖို့ကျွန်တော်မြစ်တာရက်ခန့်ချင်ပါတယ်။ကဲဆိုတော့စလိုက်အောင်ပထမဆုံးအနေနဲ့ကျွန်တော် PUBG-UC ရောင်းဖို့ဆိုရင်ကျွန်တော်တို့ဒီ browser တစ်ခုခုတည်းဝင်လိုက်မယ်။ပြီးရင်ကျွန်တော်တို့ဒီမှာ search bar မှာဒီ SMILE SMILE1 ဆိုပြီးတော့ရိုက်ရှာလိုက်မယ်။ Okay ရိုက်စာလိုက်ရင်ဒီမှာကျွန်တော်အပေါ်ဆုံးမှာတွေ့ပြီး smile.1 ဆိုပြီးတော့ရှိတယ်ဒီထဲကိုကျွန်တော်တို့ဝင်လိုက်ရမယ် Okay ဒီမှာကျွန်တော်တို့ဒီထဲကိုရောက်သွားရင်ဒီမှာကျွန်တော်တို့ဒီနေရာလေးရောက်သွားလိမ့်မယ်ဒီနေရာလေးရောက်ရင်ဒီမှာအပေါ်ဆုံးမှာကျွန်တော် log in ဆိုပြီးတော့ရှိတယ်ဒီ log in ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်မယ်ပြီးရင်ဒီနေရာမှာကျွန်တော်တို့ဒီအပေါ်ဆုံးကပဲ log in with Google ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်မယ်ပြီးရင်ဒီနေရာမှာကျွန်တော်တို့ရဲ့ Gmail account လေးကိုတစ်ချက်နှိပ်လိုက်မယ်โอเคပြီးရင်ဒီနေရာမှာ continue ကိုဆက်နှိပ်လိုက်မယ်โอเคဒါဆိုရင်တော့ဒီလိုလေးဖြစ်သွားလိမ့်မယ်ဒီလိုလေးဖြစ်သွားလိုက်ရင်တော့ကျွန်တော်တို့ဒီ Smile1 account ဖွင့်ခြင်းကျွန်တော်တို့အောင်မြင်သွားပါပြီဒီဒါလေးကတော့ကျွန်တော် Smile1 account ဖွင့်တဲ့နည်းလေးဖြစ်ပါတယ်ဆိုတော့ကျွန်တော် account နဲ့ရောက်လာပြီဆိုရင်ကျွန်တော်ဘာလုပ်ရမလဲဆိုရင်ဒီ profile ရဲ့ဘေးနားမှာကျွန်တော်တို့ဒီ profile ရဲ့ဘေးနားမှာဒီမှာအလှန်လေးရှိပါတယ်ဒီအလှန်လေးရှိတယ်ဒီအလှန်လေးကိုကျွန်တော်တို့ Brazil ပြောင်းရမယ် BRAZIL Brazil ဆိုပြီးတော့ပြောင်းထားရမယ်โอเคကျွန်တော်ကတော့ line လေးမကောင်းလို့ကျွန်တော်နည်းနည်းလေးစောင့်ရတယ်โอเคဒီမှာကျွန်တော်ရောက်သွားပြီ Brazil ဖြစ်သွားပြီကျွန်တော် Brazil ဖြစ်သွားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာကျွန်တော် PUBG-UC ကိုဘယ်လိုဝယ်ရမလဲဆိုရင်ကျွန်တော်ပြပေးမယ်ဆိုတော့ဒီမှာ Brazil ဖြစ်သွားပြီဆိုရင်ကျွန်တော်တို့ကဒီ Smile1 account ထဲမှာကျွန်တော်ကုတ်လေးတွေထည့်ရမယ်ကုတ်လေးတွေ coin ထည့်ရမယ်ပေါ့ဗျာကျွန်တော်တို့ coin ထည့်ရမယ် coin ကိုကျွန်တော်တို့ဒီ300 coin ရယ်ကျွန်တော်တို့300 coin ရယ်ကျွန်တော်တို့ 1k coin ရယ်ဆိုပြီးတော့ Brazil မှာ 1k coin ရယ်ပြီးတော့ 5k ရယ် 10k ရယ်ဆိုပြီးတော့ရှိတယ်ဆိုတော့ကျွန်တော်တို့ကဒီ account ထဲကိုဒီ coin လေးတွေထည့်ရမယ်ထည့်ပြီးပြီဆိုရင်ကျွန်တော်တို့ UC လေးတွေဝယ်ရမှာဖြစ်တယ်ဆိုတော့ဒီမှာကျွန်တော်ပထမဆုံးကျွန်တော်ကုတ်ထည့်နည်းလေးကိုကျွန်တော် coin ထည့်နည်းလေးကိုပြောပြပေးမယ်ဆိုတော့ coin ထည့်ဖို့အတွက်ဆိုရင်ကျွန်တော် profile ထဲကိုဝင်လိုက်မယ်ပြီးရင်ဒီနေရာမှာကျွန်တော် activation code ဆိုတဲ့တတိယအကြောင်းဟာလေးကိုတစ်ချက်နှိပ်လိုက်မယ်โอเคပြီးရင်ဒီနေရာမှာကျွန်တော်တို့ code redemption ဆိုတာလေးကိုတစ်ချက်နှိပ်မယ် sorry redeem code ဆိုတာလေးကိုကျွန်တော်တစ်ချက်နှိပ်မယ်ဒီနေရာမှာ redeem code ဆိုတာနှိပ်မယ်ပြီးရင်ဒီမှာကျွန်တော်ဒီနေရာမှာကျွန်တော်တို့ဒီ code လေးကိုထည့်ပြီးတော့ဒီနေရာမှာ redeem to my account ဆိုတာလေးနှိပ်လိုက်ရင်ကျွန်တော်တို့ရဲ့ဒီ account ထဲကိုဒီ smile coin လေးတွေရောက်လာမှာဖြစ်တယ်ဒီ smile coin လေးတွေနဲ့ကျွန်တော်တို့ကဒီ PUBG-UC ဝယ်ရမှာဖြစ်တယ်ကဲဆိုတော့ဒီ smile coin ကိုကျွန်တော်တို့ smile coin code တွေကိုဘယ်စီကနေဝယ်ရမလဲဆိုရင်ကျွန်တော်ဒီ description မှာကျွန်တော် link လေးချပေးထားမယ်အဲ့ link လေးကနေတွားပြီးတော့ဝယ်နိုင်တယ်ဒါမှမဟုတ်ကျွန်တော် Telegram account ကျွန်တော်အခုပြထားတဲ့ Telegram account မျိုးဆက်တဲ့938ဆိုတဲ့ account Telegram ကိုလည်းလာရောက်မေးမြန်းပြီးတော့ဒီ code လေးတွေကိုဝယ်လို့ရတယ်ကဲဆိုတော့ဒီမှာကျွန်တော်ကခုကတော့ကျွန်တော်အစမ်းပြပေးတာဖြစ်တဲ့အတွက်မထည့်ပြတော့ဘူးဆိုတော့ဒီမှာကျွန်တော်ကုတ်လေးထည့်ပြီးပြီဆိုရင်ကျွန်တော်တို့ဒီ PUBG-UC ကိုဘယ်လိုဝယ်ရမလဲဆိုတာလေးပြပေးမယ်ဆိုတော့ဒီမှာကျွန်တော်တို့ home ပြန်သွားလိုက်မယ်ပြီးရင်ဒီနေရာမှာကျွန်တော်တို့ PUBG-UC ကိုရိုက်ရှာလိုက်မယ် PUBG ကိုရိုက်ရှာလိုက်မယ်ရိုက်ရှာဖို့အတွက်ဒီမှာကျွန်တော်တို့အပေါ်ဆုံးက search bar လေးကိုတစ်ချက်နှိပ်လိုက်မယ်ပြီးရင်ဒီမှာ PUBG mobile code ဆိုတာလေးရှိတယ်
ဒီမှာကျွန်တော်တို့ဒီ PUBG Mobile Code ဆိုကိုကရိုက်ရှာရင်ရိုက်ရှာရိုက်မရှာရင်လည်းဒီမှာကျွန်တော်တို့တစ်ခါတည်းရှိတယ်ဒီမှာဒါလေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ် Okay ဒီမှာကျွန်တော်တို့တစ်ချက်နှိပ်ပြီးပြီဆိုရင်ဒီနေရာမှာကျွန်တော်တို့ဒီ UC amount ကိုကျွန်တော်တို့ရွေးချယ်ရမှာဖြစ်တယ်ဆိုတော့ဒီမှာ UC ကဒီမှာ60ရှိမယ်60ရှိမယ်300ပေါင်း25ရှိမယ်600ပေါင်း60ပြီးတော့ဒီမှာ1500ပေါင်း300ဆိုရရွေးချယ်စရာကတော့ဒီမှာဒီ6ခုရှိမယ် Okay အဲ့ဆိုတော့ကျွန်တော်တို့ကကိုဖြည့်မဲ့ကုတ်ကိုကျွန်တော်တို့တစ်ချက်ရွေးမယ်ပြီးရင်ဒီမှာအောက်ဆုံးမှာအောက်မှာကျွန်တော် payment method မှာဒီ smile coin ဆိုတာလေးကိုရွေးမယ်ရွေးပြီးပြီဆိုရင်ကျွန်တော်တို့ဘိုင်ဆိုတာလေးနဲ့ကျွန်တော်တို့ဝယ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီ UC 60 UC ကျွန်တော်တို့60 UC ဆိုရင်60 UC ကျွန်တော်တို့ဖြည့်ရမယ်ကုတ်လေးတွေကျွန်တော်တို့ရလာနိုင်မယ်ပေါ့ဗျာဒီကုတ်လေးရလာပြီဆိုရင်ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်တစ်ခါထပ်ပြပေးမယ်ကုတ်လေးရလာပြီဆိုရင်တစ်ခါပြန်ထပ်ပြီးတော့ကျွန်တော် browser ကိုဝင်လိုက်မယ်ပြီးရင်ဒီညမှာကျွန်တော် MIDASBUY midas buy ဆိုပြီးတော့ကျွန်တော်ရိုက်ချလိုက်မယ် Okay ရိုက်ချလိုက်ရင်ဒီနေရာမှာကျွန်တော် midas buy ဆိုပြီးတော့ဒီမှာအပေါ်ဆုံးက website ထဲကိုကျွန်တော် midasbuy.com ဆိုတဲ့ထဲကိုကျွန်တော်ဝင်လိုက်မယ်ဆိုတော့ဒီမှာကျွန်တော်တို့ midas buy နဲ့ရောက်ရင်ကျွန်တော်တို့အကောင့်ဖွင့်နည်းလေးကတော့မပြပေးတော့ပါဘူးကျွန်တော်အကောင့်ဖွင့်နည်းလေးကလည်းလွယ်ပါတယ်ဒီ Gmail လေးနဲ့ဝင်လိုက်ရုံပဲ Gmail လေးနဲ့ကျွန်တော်တို့ password လေးတွေပါလေးထားပြီးတော့ဝင်လိုက်ရုံပဲဆိုတော့ကျွန်တော်တို့ဒီ midas buy နဲ့ရောက်ရင်ကျွန်တော် UC ကိုဘယ်လိုဖြည့်ရမလဲဆိုရင်ဒီမှာကျွန်တော် PUBG Mobile ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်မယ် Okay sorry ဒီနေရာမှာကျွန်တော်က line မကောင်းလို့ကျွန်တော်အသေးစိတ်တော့မပြပေးတော့ဘူးဒီနေရာမှာကျွန်တော် PUBG Mobile နဲ့ဝင်လိုက်မယ်ဝင်ပြီးပြီဆိုရင်ကျွန်တော်တို့ဝင်ပြီးပြီဆိုရင်ဒီမှာကျွန်တော်တို့ ID ထည့်မယ် ID ထည့်ပြီးရင်ကျွန်တော်တို့ခုနတုန်းကကျွန်တော်တို့ Smile 1 code မှာ Smile 1 မှာကျွန်တော်တို့ဝယ်လာခဲ့တဲ့ဒီ PUBG UC code လေးတွေကိုဒီမှာကျွန်တော်တို့ဖြည့်လိုက်မယ်ဖြည့်ပြီးပြီဆိုရင်ကျွန်တော်တို့ဒီအဲ့ရနေကျွန်တော်တို့ဖြည့်လို့ရမှာဖြစ်တယ်ကဲဆိုတော့ကျွန်တော်ကတော့ဒီမှာ line မကောင်းလို့ကျွန်တော်အသေးစိတ်တော့မပြပေးတော့ဘူးကဲဒီလောက်ဆိုရင်အားလုံးပဲကျွန်တော် PUBG UC ရောင်းတာကိုဘယ်လိုရောင်းရလဲဆိုတာကိုတည်တွားကြလောက်ပြီလို့ထင်တယ်ဆိုတော့ကျွန်တော်အစင်းစင်းနေနဲ့ကျွန်တော်ပြန်ပြောမယ်ဆိုရင်ပထမဆုံး Smile 1အကောင့်ဖွင့်မယ် Smile 1မှာကျွန်တော်တို့ Smile 1မှာ coin ထည့်မယ် coin ထည့်ပြီးပြီဆိုရင် Smile 1မှာ PUBG Mobile UC ကုတ်ကိုဝယ်မယ်ဝယ်လာတဲ့ကုတ်ကိုကျွန်တော်ဒီ midas buy မှာလာပြီးတော့ဒီ PUBG Mobile နဲ့ဝင်မယ်ဝင်ပြီးတော့ကျွန်တော်တို့ ID ထည့်မယ်ပြီးတော့ကုတ်လေးထည့်မယ်ထည့်ပြီးပြီဆိုရင်ကျွန်တော်ဖြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ PUBG UC ကကျွန်တော်တို့ player account တွေကိုရောက်သွားမှာဖြစ်တယ်ဆိုတော့ဒီနီလန်လေးတိုင်းနဲ့ပဲကျွန်တော်တို့ဒီ PUBG UC ကိုကျွန်တော်တို့ရောင်းနေကြတာဖြစ်တယ်ကဲဆိုတော့ဒီလောက်ဆိုရင်အားလုံးပဲနားလည်ကြမယ်လို့ထင်တယ်ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့တယောက်ချင်းချင်းဒီဇိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်အားလုံးပဲဆင်ပြေကြပါစေ